ဒါတွေငါဝယ်လာတဲ့စားလုံးဝမသိစေနဲ့တော့သိရင်ငါကြောင့်လည်းသိအရှာအားလုံးမြင်နဲ့ကြားရင်ကြားတယ်မှတ်ကဲဘလို့နှလုံးကလည်းခဏဖောက်နေမှာတော့ချစ်စိတ်ချဘူးကိုရဲ့အားကြောင့်မို့လေအလုပ်တွေရောဒီဆိုင်အားလုံးချစ်တယ်ဦးစီးတယ်နော်ဒီမှာလက်မကောင်းဆုံးပါမ你哪个下里我买的标还冇啦？你别忙，俺找你对面。没办法，叔叔标你家我们了。你啊，俺们挺长了，哦，真假不要，这给兄弟讲的，为嘛的？哎？这么些。哦，你去哪嘞？谁来了？在哪里？我帮你吧。我嘞。哪里吧？我帮你过生日吧。你来ရတယ်ပါနဲ့ကိုပြောတာအဲ့တိုင်းပဲကိုကြမ်းမိုက်လို့ဘူးစားကိုမှလုံးရောဂါကြီးတယ်ဆိုသိရတာနဲ့ဒီမှာကိုလည်းဒီနေ့ကစိုက်ပွေးပွဲရှိတော့ကိုလည်းလည်းလောသွားတော့ပါကွာကားလည်းပြီးတော့ဘာပြင်မှန်းလည်းမသိဘူးဒီချိန်မှာထိုးရောက်သွားတယ်အဲ့ဒါတိတ်မိုးရတယ်ကိုလည်းလမ်းမလျှောက်လာလိုက်တာပဲပြောလိုက်အဲ့လိုကြီးပဲအခုတော့ဗာပြစ်လဲကိုလည်းပြိုးမဆိုင်မဖြစ်ပါဘူးလေအားကြောင့်လေချစ်ကကိုနဲ့အများဆုံးလက်ထက်ချင်တာကိုနဲ့လက်ထပ်ပြီးမှပဲကိုရဲ့အလုပ်တွေခွဲဝေယူပြီးတော့ကိုအဓိကပြုစုနိုင်တယ်ဒီမှာပါရဲ့ကိုလည်းတယောက်တည်းပဲဆိုတော့စားလို့တွေကကိုမရှိလို့လည်းမရဘူးအဲ့တော့ပိုင်လည်းသိတာပဲအဲ့ကြောင့်မို့ကိုလည်းလည်းတော့ကိစ္စစီစဉ်ဖို့ကြာနေတာပါပါရဲ့ဆရာနေနေတယ်ကိုချစ်ကြည့်နေပါပိုင်လေကွာကိုမလို့ပိုင်အောင်ပြင်ပေးရမှာလေပိုင်အခုတော့ကိုပြောပြရတယ်ဘာကျေးဇူးများကြီးတင်နေပါကိုရဲ့စမီလောင်လေးနဲ့ကိုလည်းအများဆုံးလေးဆက်ချင်တာပေါ့ကိုအများဆုံးစီစဉ်လာပြောပါဒါနဲ့ပိုင်ကိုကိုလေးလေးပြောပြတော့ဟုတ်တယ်ပိုင်ကိုဘယ်တော့မှထားမတော့ကိုမပိုင်ရပဲရှိတာပိုင်အချိန်မှာပိုင်လာတော့ကိုတင်ပါဟိုကလည်းနမိတ်မရှိမှဒီဘာတွေလျှောက်ပြောတာလဲစိတ်ချစိတ်ကတော့ရောမထားတော့ကိုနဲ့တက်လို့နော်ဟုတ်ပါဘူးကိုပိုင်အောင်နော်ကိုလည်းပိုင်အောင်ရမ်းရမ်းချင်မန်လေးဘယ်နှမှာကိုရဆဆူရေဆဆူဒါလေးစီလာဟေးဆဆူမလေးအောင်ဆဆူကိုလေးကျင်းရလားအဲ့ဒီဘုရားအကြာကြီးပဲနော်ပြောခဲ့ရလားဘယ်လိုလဲနေအရင်စကားများလာတယ်ချစ်ဒါဆဆူတဲ့ကွန်မိဘတွေရှိတဲ့အချိန်ကလေးကသူကဒီမှာနေတာပြီးတော့သူ့မှာလည်းမိဘတွေမရှိတော့ဘူးဆိုတော့ကိုပဲစောက်ရှောက်လာတာကိုညီမလေးရေးတယောက်လိုတော့ဖြစ်နေတယ်ဒါဆဆူတဲ့တရားမှတ်တာနော်ဆဆူညီမလေးကိုတရားကြီးဆက်လိုက်တော့တော့ဒါရှင်းလုပ်ပြီးလားရပါတယ်ကိုရဲ့ချစ်ကကိုအိမ်အောင်သေးပဲဖြစ်နေပြီအိမ်မှုကိစ္စနဲ့ဝေယဝေစားတော့ချစ်ပါလားချစ်လို့ရပါတယ်ဟုတ်တောင်မလေးလေဒီကိစ္စတွေအားကျမတောင်းပါကျမပဲလုပ်ပါမယ်မလေးလို့ရှိရင်ကျမကိုပြောနော်ကျမအကောင်းဆုံးလုပ်ပေးမယ်ကျေးဇူးပါစုနော်ဟုတ်အော်ဒါနဲ့မလေးအစ်စီအောက်မှာမလားကျမတို့လိုက်မယ်နော်ကျေးဇူးပါနော်ချစ်ရဒါကလေးကဒေတာဆိုနေဒီတော့ချစ်ပဲတင်တာလေနော်ကိုရဲ့မလို့ပါဘူးတောင်းဝင်ကြည့်ပါရဲ့ချစ်ကြောက်ပါမှာဆိုရဲမဟုတ်တာချစ်ကရင်တော့ရှင်မဖြစ်နေပြီကိုရှာသမျှကိုချစ်ကစီမံခန့်ခွဲပေးရမှာအဲ့တော့ချစ်ပဲတင်တာလေနော်အဲ့မှာကိုရဲ့ချစ်ကကိုနာမနေပြီးပြုစုချင်တာပါချင်တာဘာမလို့ကိုရလေးပါလိုက်တယ်မိမအဲ့ဒါကြောင့်မချစ်နေရကိုရှာသမျှမိမတယောက်တည်းတော့ပဲနော်ကဲနာအဲ့ဆိုကျင်းလေးပြပန်းနေပြီဆိုတော့ကိုပေါ်တက်ပြီးနော်ထားတော့ကိုလေးလောက်တော့ဘူးလားမမလေးအော်ဟုတ်အော်ကိုလေးမှုငါစားတော့လေတော်ပြီမစားတော့ကအလုံးလောက်ကြနေလို့ဆိုင်ရောက်မှပဲအစီအပြေကြည့်ကြပြီးစားလိုက်တော့အော်ဟုတ်ဟိုမလေးဘာကြိုက်တယ်မသိလို့အဲ့ဆိုငါချက်ထားရလေတကယ်လို့မကြိုက်လို့ရှင်ပြန်ပြင်ပြီးလို့ရအောင်လို့အဲ့ဒါမေးကြည့်တာရပါတယ်နင်းမမလေးကအစားမေးလာပါမွေးကားလည်းသူ့တက်စီနေပါဟောပြီးတော့သူအေးပြီဆိုတော့မလို့နဲ့ဟုတ်သူစားကြတာရှိသေးတယ်ထပ်လောက်ပေးလိုက်သူ့ကငါစားတေချာကြီးဆိုင်တော့
စိတ်ချပါကိုလေးရဲ့စင်ကြီးဆိုတော့ဆွဆွရမ်းမလို့ဖြစ်နေပါပြီတခြား view ဆိုင်ပါမယ်ကိုလေးသာ view ဆိုင်ပြီးတော့ ဟုတ်ပြီအဲ့ဆိုစိတ်ချမတော့မှသွားတော့မယ် ဟယ်လိုမောင်စီစီပါတယ်မောင်ရဲ့စိတ်ချမောင်ရဲ့အခုပဲသူနဲ့လက်ထပ်ပြီးပြီပဲလင်ပစ္စည်းမရပိုင်ဆိုလို့မျိုးတဝက်ကတော့ပေးကြတယ်ဒီမှာမောင်စိတ်ချမောင်ကတော့လိုအပ်တာကူညီပေးဟုတ်ပြီလားအော်နောက်တစ်ခုရှိသေးတယ်ဒီလားဖုန်းလည်းခဏမဆက်နဲ့တော့အိမ်ကလေစက်တုံးမတစ်ကောင်ရှိရဲ့သူ့ရဲ့ရွာဆွေမကင်းမျိုးမကင်းဆိုတော့ဘာလားမသိဘူးအဲ့ကောင်မလေအိမ်မိုးဖြစ်ပြီးတော့အိမ်မိုးလုံးမနေဘူးအကုန်လိုက်ပါတာသိလားမာမွေးတော့မောင်နဲ့မရဲ့အနာကက်ကလေဒီတက်ပို့တော့တောက်ပါအောင်ပါပြီးတော့လေအဲ့ဒီလူကနှလုံးရောဂါမကြတော့ဘူးချစ်စွမ်းပြလိုက်ခဏလေးပဲမာချစ်တယ်နော်မာအဲ့ဒါဒီပိုင်ဆိုင်မှုတွေအားလုံးဟာငါ့အတွက်ပဲဖြစ်ရဟဲ့ညကိုလေးရောအော်မလေးနိုးပြီလားအကိုလေးကအခုပဲပြင်သွားတယ်ကိုလေးကမလေးအိပ်ပါစေတဲ့အော်ကျမမို့ငါချက်ထားတယ်မနက်စာပူနေလေးဆိုတော့မို့ငါဆောက်လို့ကောင်းတယ်လေအခုတော့နေ့လည်းရောက်နေပြီဆိုတော့ကျမပြန်ပြေးပေးမယ်နော်မလိုပါဘူးငါမေးတာပဲဖြစ်ပြီးခိုင်းတာပဲတော့ပြီးတော့နင်းကပြောထားမယ်နော်နင်းပါလာနေဒီအိမ်မှာနေဘလောက်ပဲနေကြကြနင်းပါလဲဆိုတော့မမေ့နဲ့ပြီးတော့ငါတို့လင်များကိစ္စဘာအကြောင်းနဲ့မှဝင်မပါမိစေနဲ့ကိုစင့်ကိုတိခုမှမဟုတ်ငါမစားချင်ဘူးငါ့ကိုခေါက်ဆော့ပြီးအခန်းထဲလာပို့မကြစေနဲ့နော်ဟုတ်ကဲ့မနေ့တော့အဲ့လိုမဟုတ်ပါဘူးစကားလည်းကောင်းကောင်းပြောတော့အော်ဆူဒီအဲ့ဒါတောက်ပြီးလို့ရှိရင်ငါခန်းထဲမှာရှော့စားရှိတာရေရှော့ပြီးရင်တေချာတက်ရှယ်လုပ်ထားပြီအဝတ်တွေရှော့ရင်စက်နဲ့ရှော့နေတော့လက်နဲ့ရှော့တော့ငါအကြည့်နဲ့စစ်ကြည့်ဟုတ်ကဲ့ပါမလေးဒါနဲ့မလေးပဲတောင်းလို့လေငါမကဘယ်ပဲတော်ပါနေတော့တရုံးတင်ရအောင်ပါလားနေရပါလေဒီအိမ်မှာအဲ့လိုဟုတ်ပါဘူးမလေးရဲ့အကိုလေးကမလေးကိုတေချာခရူးဆက်လို့ပြောခဲ့လို့ပါငါဈေးဝယ်ထွက်မလို့နေကိုလေးပြန်မလာရင်ပြန်လာခဲ့မယ်အဲ့ဆိုရင်စွတ်စွတ်လိုက်ခဲ့မယ်လေပစ္စည်းတွေဝိုင်းသိပ်ပြီးလို့ရတာပေါ့နင်ကမလို့လို့ငါလူကိုပြောနေနားမလဲလားဟမ်တော်တော်ရှာရှည်တာပဲကိုလို့ကိုမလို့ဟယ်လိုကိုလေးဟုတ်ကဲ့ကိုလေးဟုတ်မလေးရှိပါတယ်မလေးကိုပဲစီဟယ်လိုကိုချစ်လေမနေ့ကအဲ့ရတာနောက်ကျသွားလို့ကိုအလုပ်ကောင်နဲ့ပို့လိုက်ရအောင်ချစ်တောင်းမယ်နော်မဟုတ်ကိုလည်းကြီးဆိုင်နော်ညနေကျရင်ကိုပါစားခြင်းနဲ့ချစ်ချက်ကြည့်မယ်好了就对了Emma ဒါဆိုတာပဲနော်တတာယောညနေကျရင်ဘာမှမချက်နဲ့တော့ငါဝေးလိုက်ဟုတ်ကဲ့ပါမလေးရှော့ဒါရေးတေချာပြင်းပြကန်နေခဲ့တာပါနေကိုလေးပြန်လိုက်စားရအောင်ငါရေးချူလိုက်အော်ဒါတွေငါဝယ်လာတဲ့စားလုံးဝမသိစေနဲ့တော့သိရင်ငါကြောင့်လည်းသိအရှာအားလုံးမြင်နဲ့
ကြားရင်ကြားတယ်လို့မှတ် ဟုတ်ကဲ့ပါမအပြင်စားမစားတတ်ပါဘူးဆိုမှပတ်စံလာကားတက်ကုန် ဆဆူ အော်ကိုလေးဟုတ် အေးညမမလေးရော မလေးခန်းထဲမှာလေးကိုလေးရဲ့ ဟုတ်ခိုင်းတယ်မ အော်ကိုလေးပြောရရှိလို့ အေးပြောလေဆဆူ ခေါ်လေမလေးကနေ့လေကပစ္စည်းတွေအများကြီးဝယ်လာတယ်ပြီးတော့ဟင်းတွေလည်းအများကြီးဝယ်လာတယ်စုလည်းရှိလာပဲကိုလေးရဲ့စားချင်တာရှင်စုချက်ပေးလို့ရပါတယ်ပြီးတော့ပတ်စံလာကားတက်ကုန်မှာစိုးလို့ပါ ဩထားလိုက်ပါဆဆူရဲ့ညမမလေးကလည်းပတ်ဆက်လည်းအသက်ပြောနေတဲ့သူတော့မဟုတ်တော့ဘူးသူစိတ်ချမ်းသာနေပါသေးသူဘဝလေးကလည်းအခုမှသူလုပ်ချင်တာလုပ်ခွင့်ရှိတာလေကဲပါညစာပြင်ထားလိုက်တော့ပြီးရင်အားလုံးပြင်စားကြမယ် ဟုတ်ကဲ့ကိုလေးအကိုလေးကလည်းလေသူ့မိန်းမဖြစ်နေတာလေဘာလို့လဲ ဟုတ်ကိုပြန်လာပြီလားဖေး ကဲလားဒီမှာခဏထိုင်ချစ်ကိုပြရရှိတယ်ကဲလားခဏထိုင်ဦးဒီမှာချစ်တော့ပြီးစရာရှိတယ် ဟုတ်လားဘာများလဲ ကဲပြမယ်ခုချစ်နေလေးတော့ဒီမှာကိုကလက်ဆောင်တွေဝယ်လာတယ် ဘာများလဲ သိချင်နေလား သိရှင်တာပေါ့ ပြဟောသိချင်ပြမယ်ဒီမှာကအိမ်မအတွက်စိန်လက်စွပ်ကွတ်တီပဲငါမင်းမလည်းလေးနဲ့လိုက်နေရမင်းမကြိုက်လား ကြိုက်တာပေါ့ကိုရဲ့ ဒီမှာနောက်တစ်ခုရှိသေးတယ်မကြည့် လာရတာကိုရဲ့ဒါလေးရောချစ်တော့လား ဒါပေါ့ချစ်တော့ပေါ့ကြိုက်လားချစ် လာလာလို့ လာတော့ပေါ့ အရန်ကြိုက်တော့ပေါ့ကိုရဲ့ဒါနဲ့လေဒါရီကအရန်စေးကြည့်မှာပဲနော်ပတ်စံနေပို့ကုန်နေမှာပေါ့ ဒီတော့ပတ်စံမပြောပါနဲ့ကွာကိုပိုင်ဆိုင်တာအားလုံးကဟောရီမိမအတွက်ပဲဟုတ်ပြီလား ကိုလေးတန်းနဲ့ကိုကယောဂတစ်ဖက်နဲ့ဆိုတော့အလုပ်တွေပြင်ပန်းနေမှာပဲနော်ချစ်လေကိုပြင်ပန်းနေတော့မကြည့်ရဘူးကိုရဲ့အလုပ်တွေချုပ်တင်ပေးပါလားချစ်တက်တာတော့နောက်ကိုလည်းပို့ပြီးတက်တာတော့ပေါ့နော် ဟုတ်ပါပြီညာအဲ့ဆိုလို့ရှိရင်မိမသဘောပါပဲဗျ ချစ်ကအလုံးရှိမတက်ကိုရကိုကူပေးခြင်းတော့နော် အမိမလိမ္မာနေရော ဆရာဒါကဆက်ဆက်နေတယ်ဒါနဲ့ဟိုဆိုင်တဲ့တော့ဝင်နောက်ခေါ်တိုင်းလာပြီးပြီးသွားပြီဟုတ်ပြီးပါပြီဆရာဆိုဘာလို့ဒီလက်တော်နေနေဒီလက်တဲ့ပစ္စည်းတော်တာတည်မထားဘူးမရပါဘူးဆရာလက်နဲ့ပိုင်းနေတော့တိုက်နေဟဲ့အောင်လမ်းပိတ်တာအောင်သာထားအောင်စင်းနဲ့ list တွေကမင်းကြုံမာထားမှာမဟုတ်ဒီရက်နဲ့ရောက်ဖို့သိနေပြီလားကျွန်တော်ဟောတာတင်အောင်နောက်တော့တော့ဆောင်ပါဟာမင်းလုံးဘယ်လိုလုပ်နေရလဲမင်းကမန်နေဂျာခက်လာတာဘာအတွက်လဲမင်းကဒီတော့အားကိုးလို့ရဒီပုံစံနဲ့မင်းကသွားပြီးဘယ်လိုယုံကြည်ရမှာလဲတော့မှလည်းဆရာရဲ့နောက်ဆုံးမပြည့်စရာပါမင်းပြောတဲ့အစီအစဉ်ကြီးပဲတော့ဒီကရှိရထွက်ပါတော့ ကိုရရလားကိုရဲ့မောရလားရရလားကိုခဏရလားအဲ့ဒါကြောင့်ချစ်ကကိုကိုပြောပါတယ်ဒီလောက်တွေကိုမလုပ်တော့ဘဲနဲ့ချို့ပဲလွှဲပေးတော့ပါလို့ဟောလေအော်ကိုရဒီမှာလေးလက်မှတ်ထိုးလိုက်ပါနော် စစ်တာဒါလည်း အော်ကိုကလည်းကိုကဒီလောက်လေးနဲ့တော့မှကိုနှလုံးရောဂါနဲ့ကိုဒီလိုမျိုးဖြစ်နေတဲ့ဥစ္စာမတော်လို့ကိုဒီလိုခဏဖြစ်လို့တခုခုဖြစ်သွားရင်ချစ်ပဲရင်ကျိုးရမှာလေကိုလိုနှလုံးကလည်းခဏဖောက်နေတဲ့ခါကျချစ်စိတ်မချဘူးကိုရဲ့အားကြောင့်မို့လို့အလုပ်တွေရောဒီဆိုင်အားလုံးလေးချစ်ပဲဦးစီးပေးပဲလေနော်ဒီမှာလက်မှတ်